ကဲမစ္စတာကွမ်ရဲ့ချစ်မိတ်ဆွေများအားလုံးပဲမင်္ဂလာညနေခင်းလေးပါခင်ဗျာကဲမစ္စတာကွမ်လေးထပ်မံလို့ရောက်ရှိလို့လာပါပြီမစ္စတာကွမ်လေးလာပါပြီခင်ဗျာကဲကြောက်ဒီကြောက်လေးကိုမကြည့်ခင်မစ္စတာကွမ်လေးတစ်ခုပြောစရာရှိတယ်ခင်ဗျာကဲချစ်မိတ်ဆွေများကိုချစ်ခင်တော့နေဖြစ်လာပါတဲ့ကြောက်မြက်ရတနာများကိုအမြဲတမ်းပြသပေးနေတာကဲမစ္စတာကွမ်ရဲ့ကြောက်လာလေးတွေတော့ကြည့်ချင်တယ်ဘုဒ္ဓကြည့်ချင်တယ်အသေးလေးတွေကြတော့မပေးနေဘူးနော်အသေးလေးတွေပေးတာနဲပါနေတယ်ကဲမစ္စတာရဲ့ခွန်အားကိုတော့ရွက်ကြစေတယ်ဗျာကဲအသေးပေးတယ်ဆိုတာကတော့မစ္စတာကွမ်ရဲ့ခွန်အားလေးတစ်ခုပါပဲเนาะအသေးလေးဆိုတာခွန်အားပဲအတိမတ်ပြုခြင်းတစ်ခုပါပဲခင်ဗျာချစ်ချင်းမေတ္တာကိုတောင်းခံနေတာပါခင်ဗျာကဲအသေးပေးတာဆိုတာချစ်ချင်းမေတ္တာလည်းတိုက်ဆိုင်တာပေါ့เนาะသူ့စေတနာသူ့မေတ္တာပေါ့เนาะကဲမစ္စတာကွမ်ကတော့စေတနာပါမေတ္တာဂရုဏာပါမုဒိတာပါအကုန်လုံးထားရှိပြီးပါပေါ့เนาะကြောက်မဲ့ရတနာလာလေးကိုအမြဲတမ်းပြယူတတ်ပေးနေရပါเนาะကဲဒါလေးကတော့ကျွန်တော်မနေ့ကတင်ထားတဲ့ကြောက်လေးတစ်ပွင့်ပေါ့เนาะကဲမစ္စတာကွမ်တို့လှုပ်ဆောင်ချက်လေးတွေကိုအတိမတ်ပြုတယ်ဆိုရင်အသေးလေးတွေပြီးတော့ကြပါဦးခင်ဗျာကဲအသေးပြီးတော့ဖို့မမေ့ကြနဲ့เนาะဒီလိုကြောက်မြတ်ရတနာလာလေးကိုအမြဲတမ်းကြည့်ချင်เนาะအသေးလေးတွေပြီးဖို့မမေ့နဲ့เนาะကဲဒါလေးတော့ဘာတွေထူးခြားသွားလဲဗျမနေ့ကပြုပြင်လိုက်တာဘာတွေထူးခြားသွားလဲကဲချင်းမိတ်ဆွေများကြည့်ကြအောင်เนาะရင်ထဲရှိကြမြပြောပြရရင်တကယ်လာတယ်ဟုတ်ကဲ့ပါတကယ်လာတော့ပါပြီခင်ဗျာကဲဘာလေးတွေပြုပြင်လိုက်တယ်လဲဆိုတော့ဟုတ်ကဲ့ကျွန်တော်မနေ့ကပြောတဲ့ဟာလေးတွေเนาะမရှိတော့ဘူးเนาะဒီမှာပါခင်ဗျာဒီညနေမှာเนาะမနေ့ကအကွက်လေးကကြီးကြံတာပေါ့เนาะခုတုံးကတေးရိုက်ပေါ့เนาะရားနေတဲ့ပုံကိုနည်းနည်းကတ်လိုက်တော့ပေါ့เนาะအရေးလေးကလုံလာပြီပေါ့เนาะပတ်လေးမှာဒီထောင်းမှာပွင့်တဲ့အပွင့်စုရဒီထောင်းမှာပွင့်တဲ့အပွင့်စုလေးရအကွက်လက်တည်းကပွင့်စုတဲ့အပွင့်စုလေးကကြီးတောက်လေးရှင်းလေးပေါ့เนาะဟုတ်ကဲ့ပါဒါလေးကမစ္စတာကွမ်ဆရာရဲ့အယောင်တင်စကေးပါပဲခင်ဗျာကြောက်တပွင့်လုံးကကျတော့ချွန်းဆောင်းနေတယ်ဒါပေမဲ့ဒီကြောက်သားကအရန်ကိုကောင်းလွန်းတော့ပေါ့เนาะကောင်းလွန်းတော့ပွင့်စုအားလေးကစူးနေပေါ့เนาะစူခတ်နေပဲပေါ့เนาะချမိတ်ဆွေများကိုတချို့ line မှာဖန်နာမန်တာလို့ပြောနေတဲ့ဟာဂျင်းပါเนาะဟုတ်ကဲ့ဖန်နာမန်တာဆိုတာဒါမျိုးကိုမှဖန်နာမန်တာလို့ခေါ်တာပေါ့เนาะကဲသူရဲ့ချွန်းနေပါလေထောက်နေရပေါ့เนาะတောင်းတန်းကြောက်ဆိုရင်သူတို့ချွန်းထောက်ရင်မပွင့်တော့ဘူးပေါ့เนาะကဲဒါလေးကတော့ကြောက်တာအရင်တင်းမှမရှိတဲ့အတွက်တင်အပွင့်လက်မှုလေးကဘလောက်ကောင်းလဲဗျကဲမစ္စတာကွမ်ဆရာညှိနိုင်လဲတော့အပွင့်စုလေးနဲ့ညီညာသွားတယ်ဗျကဲကြောက်မြေသနာလှပဖို့အတွက်ပေါ့เนาะမစ္စတာကွမ်တို့စူးစမ်းပန်းစားလှုပ်ဆောင်လိုက်ပါပြီခင်ဗျာဒါတော့ကဲဒါလေးကိုကြည့်ပြီးဆိုတခုခုရတယ်ဆိုရင်เนาะတခုခုဘုဟုတ္တရယူသွားမယ်ကြည်လင်အေးချမ်းမှုရှိသွားမယ်ဆိုရင်အတိမတ်ပြုတဲ့အနေနဲ့မစ္စတာကွမ်တို့ကိုအသေးလေးပေး follow လေးလုပ်တော့ပါဦးခင်ဗျာဒါမှတလင်းနောက်လှပတဲ့တပတဲ့ကြောက်များလေးကိုကြည့်ခွင့်ရမှာပါခင်ဗျာကဲအားလုံးပဲရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာမင်္ဂလာညနေခင်းလေးဖြစ်ကြပါစေခင်ဗျာတခုကြံနေခဲ့တာပေါ့နော်ကဲပြုတ်ပြင်လိုက်တာကလပ်ချင်ဘယ်လောက်ကြံသေးလဲဆိုချစ်မိတ်ဆွေများတန်းကြည့်လိုက်ပါဦးခင်ဗျာအဆုံးထိကြည့်မှဒါလင်းပညာဘုဒ္ဓရမှာပါ